လူတယောက်ဟာနောက်ဆုံးထွက်သက်ကိုရောက်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးချုပ်သွားတာကမျက်စိနာနာလျှကာယဆိုတာတွေနဲ့ပတ်သက်တဲ့ခံစားချက်တွေအဖြစ်ချုပ်သွား။နောက်သိတော့မဆိုရင်နောက်ဆုံးမှအဲ့ဒါချုပ်ပြီ။ဘာကြံလုံးဆိုရင်စိတ်ထဲကခံစားချက်တစ်ခုကြံနေတယ်။စိတ်ထဲကခံစားချက်ကြတော့သိမှပဲသူကပြောက်တယ်။နော်။အဲ့ဒီစိတ်ထဲကခံစားချက်ကုန်သွားပြီ။အသက်ရှိနေသေးတယ်များသူကဖြစ်တယ်။အသက်မရှိတော့ဘူးဆိုတော့မှသူကပြတ်သွားတယ်။အဲ့ဒါကိုပဲတို့ကသိသွားပြီချုပ်သွားပြီလို့သူတို့ပြောတယ်။အဲ့တော့ဝေဒနာနှစ်ခုမှရနော်။ဉာဏ်နာဖြစ်လာလို့ရှိရင်နောက်ဆုံးမှာဘဝတစ်ခုမှာနော်ဘဝတစ်ခုကိုဆုံးသတ်တော့မယ်ဆိုလို့ရှိရင်ကိုယ်ကာယနဲ့ပတ်သက်တဲ့စိတ်ခံစားငါး द्वार နဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကတစ်ခုစိတ်မနော द्वार နဲ့ပတ်သက်တဲ့စိတ်ခံစားချက်ကတစ်ခုလို့နှစ်ခုမှတ်ထားပြီးတော့ငါး द्वार မှာဖြစ်တဲ့ဝေဒနာသည်ဘဝမှာနောက်မှဖြစ်တော့လဲအရင်ချုပ်သွားတယ်သိတော့မဆိုသူမသိတော့အကုန်လုံးဗိမောသွားပြီမနော द्वार မှာဖြစ်တဲ့ဝေဒနာသည်အရင်ဖြစ်တဲ့တိုင်ပဲနောက်ဆုံးမှချုပ်တယ်သူကတန်းရှိအဲ့တော့သူချုပ်သွားတဲ့နောက်မှာဘာနဲ့ဥပမာရသော်ဘုရားကဥပမာလေးနဲ့ဟောထားတယ်လောကမှာတဲ့တစ်ပင်ရိပ်ဆိုတာဘာရှိလို့ဖြစ်လဲတစ်ပင်ရဲ့အရေးတိတစ်ပင်ရှိလို့ဖြစ်တာနော်တစ်ပင်ရဲ့အရေးတိတစ်ပင်ရှိလို့ဖြစ်တာထို့တူရဲ့စိတ်ခံစားချက်ဆိုတာဘယ်သူကြောင့်ဖြစ်တော့ခန္ဓာ၅ပါးရှိလို့ဖြစ်တာတစ်ပင်ရဲ့အရေးတိတစ်ပင်ရှိနေတယ်များရှိနေမယ်စိတ်ခံစားချက်ဝေဒနာသည်ခန္ဓာ၅ပါးရှိနေတယ်များဖြစ်နေမယ်အဲ့တော့တစ်ပင်တစ်ပင်ကိုအရေးဖြောက်ဖို့အတွက်မလုပ်အောင်ဒီတစ်ပင်ကိုလှည့်ပြတယ်အမြင့်ပါမကြံတူးတယ်တူးပြီးအလုံးတောက်တောက်ဆင်းမိရှုပြဖြစ်ရေးတယ်မြောနောက်ထပ်ဒီတစ်ပင်ကအရေးလာအောင်မလားမလာတော့ရှမ်းတာပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာလည်းအဲ့တိုင်ပဲနော်ခန္ဓာ၅ပါးဟာကိလေသာဆိုတဲ့ကံဆိုတဲ့ခန္ဓာ၅ပါးရဲ့အမြင့်ကိလေသာဆိုတဲ့ခန္ဓာ၅ပါးရဲ့အမြင့်ဟာတော့မပြတ်သွားသည့်အတွက်ကြောင့်နောက်ဆုံးထွက်သက်ပြီးတဲ့နောက်မှာပြန်ပြီးတော့ဆက်ဆက်တတ်မလာတော့အကြောင်းတွေကကုန်သွားပြီအကြောင်းကုန်သည့်အတွက်ကြောင့်ပရိသေရိဆိုတာနောက်ထပ်မလာတော့ပါဖြစ်တယ်အပညတ္တိကပါဥပကမတယ်အပညတ္တိကဆိုတာခေါ်ရမရှိတော့ခေါ်ရဲဆိုတာခန္ဓာ၅ပါးရှိမှခေါ်လို့ရတာလေနော်ဥပမာမဲ့တစ်ပင်လို့ခေါ်တာဟာအမြင့်ရှိတယ်ပင်စင်းရှိတယ်အကိုင်းခက်ရှိတယ်ဒါကြောင့်ခေါ်လို့ရဒီမှာလည်းပဲခန္ဓာ၅ပါးမှမရှိတော့ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ခေါ်ရမရှိဘူးအပညတ္တိကပါဥပကမောရိယနောက်ထပ်ခေါ်ရမရှိတော့သလိုနောက်ဘဝမှာဘာအကျိုးခန္ဓာမှဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးဆိုတာလုံးဝမဖြစ်တော့ခေါ်စရာပြည့်ညတ်စရာအကြောင်းဘာတစ်ခုမှမရှိဘူးဒါကြောင့်မို့ပြိနေဘူးတော့ငြိမ့်သွားတယ်လို့ပြောတာယန္နာမှာနောက်ဘဝမရှိဘူးဆိုတာအဲ့ဒါပဲနော်